3 14 9 2 9 10 9ပြီးရင်10 19ဒီမှာကရှိရဲ့9ရပေါင်း13 19 6ရ9ရ17 9ဒါဆိုရင်ဒီအပတ်9ရ9ရ6ဆိုရင်12ဆိုရင်ဒီဘက်က9ရ512ဖြစ်ဖို့9နောက်ပြီး9အစားလေးပြင်ကြည့်မယ်ဆိုရင်ဒီတော့9ဒီဘက်ကလေးတော့9ဒီဘက်6နှစ်နောက်တစ်ခွင်ကြတော့နောက်တစ်ခွင်ကခုနဲ့ရှင်းနေပါအလေတိုင်းဖြစ်ရနောက်ပြီးသွားရင်17ရဲ့3ရဲ့ပေါင်း4အလေတိုင်းဖြစ်ရမယ်ဟုတ်ပြီနော်ပြီးရင်9ရဲ့6ရဲ့17 6 9အလေတိုင်း9ဖြစ်ရမယ်ဟုတ်ပြီနော်ပြီးရင်4ရဲ့6ရဲ့ပေါင်း9 4ရဲ့6ရဲ့ပေါင်း3 9နဲ့ပေါင်း19အလေတိုင်း9ဖြစ်ရမယ်ဆိုရင်ဒီအပတ်ဆိုရင်ဒီဘက်ကခွန်ရရှိပေါင်း15တဲ့အလေတိုင်းတစ်ဖြစ်ရမယ်စောကအလေတိုင်း9ဆိုရင်တစ်ထိပ်စီတဲ့အလေတိုင်း9နောက်ပိတ်3တစ်ခွန်နေပြီးတော့9တစ်ခွန်စီရီဆွဲချရုံဒီကောင်ရှင်းလာတော့မသိဘူးဒီမှာပြမယ်နော်ဒီလိုသွားမယ်ခွန်8 9လေတိုင်းဖြစ်ရမယ်17 3 4 4လေတိုင်းဖြစ်ရမယ်17 6 9လေတိုင်းဖြစ်ရမယ်6 4 9လေတိုင်းဖြစ်ရမယ်15 6 1လေတိုင်းဖြစ်ရမယ်ဟုတ်ကဲ့ရှာတွေ့သလောက်လေးတွေဝတ္တနာရတင်ပြခြင်းဖြစ်ပါတယ်